iMessage သုံးပြရတဲ့သူတွေရှိကြလားကိုချရတဲ့သူတွေဒါမှမဟုတ်ကိုမိတ်ဆွေတွေနဲ့ message ပို့တဲ့အခါမှာ iMessage ကနေပို့လို့ရှိတဲ့သူတွေအတွက်အတန်ကြားရုံနဲ့ဘယ်သူစီက message လေးဆိုတာသိအောင်လုပ်ထားလို့ရပြီနော်မိသားစုဝင်တွေအတွက် test တုံးတစ်ခုချစ်ရသူအတွက် test တုံးတစ်ခုဒါမှမဟုတ်တငယ်ချင်းတွေအတွက် test တုံးတစ်ခုဒီလိုမျိုး content တစ်ခုစီကို test တုံးတစ်ခုစီနဲ့တည်တံ့ထားလို့ရတယ်ဆိုတော့အတန်ကြားရုံနဲ့ဘယ်သူပို့လဲဆိုတာကိုသိနိုင်ပြီပေါ့ဒီ feature လေးကိုသုံးချင်နေဆိုရင်ကိုယ့်ဖုန်းထဲက contents မှာ edit ကိုနှိပ်ပြီး text တုံးမှာကိုယ့်စိတ်ကြိုက်တဲ့အတန်ကိုရွေးပေးလိုက်အောင်ပါပဲအရမ်းမိုက်တဲ့ feature လေးမို့လို့စမ်းကြည့်လိုက်တော့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်များမှာလည်းဒီလိုမျိုး Apple device နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးတော့မှာဖြစ်တာမို့လို့ M Drive Apple Authorized Reseller page လေးကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်